မင်းကလေးရဲ့မျက်လုံးတွေကအပြာရောင်တောက်ပလာပြီးအထိန်တော်ကဒါကိုမြင်လိုက်ရတဲ့အခါသူမဟာထိန်ချုံမှုလွတ်သွားပြီးစူပွက်နေတဲ့အိုးထဲကိုလက်နိုင်လိုက်တယ်။နာကျင်လွန်းလို့အော်ဟစ်နေပေမဲ့လည်းထိုမျိုးသမီးဟာသူမကိုသူမမရက်တတ်နိုင်ခဲ့ဘူး။သူမရဲ့အမေကအတန်ကြားပြီးအပြေးလွှားရောက်လာတဲ့အချိန်ကျမှလူစီကနောက်ဆုံးမှရက်တတ်လိုက်တယ်။အဲ့ဒီနောက်အမျိုးသမီးကိုဆေးရုံသို့ပို့ဆောင်ခဲ့ကြတယ်။ဆရာဝန်ကဒဏ်ရာရခြင်းအကြောင်းရင်းကိုသူမကိုမေးမြန်းခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကစကားပြောတော့မဲ့အချိန်မှာပဲလူစီကအထိန်တော်ရဲ့ကတင်ဘေးမှာရက်နေခဲ့တယ်။သူမဆေးရုံကဆင်းပြီးတဲ့နောက်မှာထိုမျိုးသမီးဟာ6ကန်းပါအစွန်းတစ်ခုစီကိုတယောက်ထဲသွားပြီးငိုကြွေးနေခဲ့တယ်။လူစီကတိတ်တဆိတ်ကောင်းကြီးပြလိုက်တဲ့အခါလူတိုင်းကိုတုံ့လုံးစေတာကတော့ထိုမျိုးသမီးဟာတက်တက်ကြီးခုန်ချသွားခဲ့တာပါပဲ။လူစီအရွယ်ရောက်လာတာနဲ့အမျှမြို့ကလေးရဲ့အိမ်မက်ဆိုးကတော့ဆရာဝန်တယောက်ကလူစီရဲ့မျက်လုံးတွေကိုစစ်ဆေးနေချိန်မှာစတင်ခဲ့တယ်။သူကမှားယွင်းတဲ့မျက်စင်းစေးကိုမတော်တဆခတ်မိသွားတယ်။သူမနာကျင်စွာနဲ့အော်ဟစ်လိုက်ပြီးရုတ်တရက်သူမရဲ့မျက်လုံးတွေထဲကနေအနီရောင်လင်းတန်းတစ်ခုပွင့်ထွက်လာတယ်။အဲ့ဒီနောက်မှာထိုမျိုးသမီးဟာထိန်းချုပ်မရဖြစ်သွားပြီးမျက်စင်းစေးကိုယူကာသူမကိုသူမမျက်စိကွယ်အောင်လုပ်လိုက်တယ်။အဲ့ဒါဟာလူစီရဲ့လက်ချက်ဆိုတာလူတိုင်းသိနေကြပေမဲ့လည်းအထောက်အထားမရှိတာကြောင့်ဘာမှမလုပ်နိုင်ခဲ့ကြဘူး။တနေ့မှလူစီကကလေးတစုကိုအပြင်ထွက်လက်ပတ်ဖို့ခေါ်သွားခဲ့တယ်။ရုတ်တရက်ကောင်လေးတယောက်ကလမ်းခွဲထွက်သွားပြီးဂျက်ကသူ့ဇနီးအတွက်ဝမ်းနဲ့ပူဆွေးနေတာကိုမြင်သွားခဲ့တယ်။သူကဂျက်ရဲ့ခေါင်းကိုကင်လိုက်တဲ့အခါကောင်လေးဟာဂျက်ရဲ့ဇနီးပေါ်ထားတဲ့ချစ်ချင်းမြတ်တာကိုချက်ချင်းခံစားမိသွားပြီးနှစ်သိမ့်စကားတွေပြောခဲ့တယ်။ဒါကဂျက်ကိုအံ့အားသင့်သွားစေခဲ့တယ်။ဒီကလေးတွေဟာပြောင်းလဲဖို့အခွင့်အရေးရှိနေသေးတယ်လို့သူရုတ်တရက်တွေးမိသွားတာကြောင့်သူတို့ကိုလွှမ်းမိုးနိုင်ဖို့အသိပညာတွေကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။ဂျက်အတန်းထဲကထွက်သွားပြီးနောက်မှာမူးယူနေတဲ့ကျောင်းဆောင်တယောက်လမ်းလျှောက်ဝင်လာပြီးတမျက်စိကိုရန်စားတဲ့ပုံစံနဲ့ကောက်ကင်လိုက်တယ်။ဒါကလူစီကိုချက်ချင်းဒေါသထွက်စေခဲ့ပြီးအဖိုးကြီးကကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားခဲ့တယ်။ကလေးတွေကသူ့နောက်ကိုလိုက်သွားကြပြီးလူတိုင်းရဲ့စောင့်ကြည့်နေတဲ့အကြည့်တွေအောက်မှာပဲအဖိုးကြီးဟာလှေကားပေါ်ကိုထိန်းချုပ်မရပဲလမ်းလျှောက်တက်သွားခဲ့တယ်။အဲ့ဒီနောက်သူကတမျက်စိကိုသူ့ရင်ပတ်စီချိန်ရွယ်လိုက်ပြီးခေါင်းမိုးပေါ်ကနေခုန်ချလိုက်တယ်။အနီးနားကရွာသားတွေကသူတို့ကိုမောင်းထုတ်ဖို့စီစဉ်နေတဲ့အတွေးတွေကိုလူစီကဖတ်မိသွားတဲ့အခါသူမထိန်းချုပ်မှုလွတ်သွားပုံရတယ်။ဒေါသထွက်သွားပြီးလူစီဟာရွာကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်။ဂျက်ကဒါကိုကြားလိုက်ရတဲ့အခါအရန်ဒေါသထွက်သွားပြီးဒီကလေးတွေဟာငရဲကလာတဲ့မိစ္ဆာတွေဆိုတာသိမြင်သွားခဲ့တယ်။သူကမိစ္ဆာတွေနဲ့အတူအားလုံးကိုအဆုံးသတ်ပစ်ဖို့ရည်ရွယ်ချက်နဲ့ဘုံတလုံးယူဖို့ဆုံးဖြတ်လိုက်တယ်။သို့တော်လည်းလူစီကဂျက်ရဲ့တစ်ခုခုမှားယွင်းနေတာကိုခံစားမိသွားပြီးသူ့ရဲ့အတွေးတွေကိုနားလည်ဖို့သူမရဲ့စိတ်ဆွမ်းကိုအသုံးပြုဖို့ကြိုးစားခဲ့တယ်